လုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခုနကမေးသွားတဲ့မင်္ဂလာဝတ်စုံကိုအယောင်ပြောင်းပြရတဲ့ဟာလေးမတိလို့ပေါ့နော်အဲ့ဒါလေးကိုလုပ်ပြသွားမှာပဲဖြစ်ပါတယ်ဦးဆုံးကတခြားတို့တမီဝတ်စုံလေးလည်းရှိတယ်တခြားတို့တမီဝတ်စုံလေးလည်းရှိပါတယ်လို့ပြောချင်ပါတယ်ဝတ်ပြသွားမှာဖြစ်ပါတယ်ဦးဆုံးဒီမှာဒီဟာလေးနဲ့ဒါလေးနဲ့အဲ့နှစ်ခုရှိရအဲ့ထဲကကိုကြောက်တဲ့ဟာနိုင်မယ်ကိုကြောက်တဲ့ဟာဒီမှာဒါလေးနဲ့ရှိမယ်အရင်ဦးဆုံးချက်ချမ်းကြိုက်တာကြတော့ဒါလေးပဲပေါ့နော်ဒါအားလုံးနဲ့ကြည့်ချူပေးရအောင်ကြောင်းမရှိတော့အရင်ဦးဆုံးဒီထဲကိုဝင်ပါရင်ပြီးတော့ဒါလေးကိုနှိပ်ပါအင်္ဂလိပ်လိုနားမလဲလို့ဝိုင်းပြလိုက်ပါတယ်ပြီးတော့ဒါလေးကိုနှိပ်ဟုတ်ပါမတော်လို့ဆိုရင်နော်ဒါလေးကိုနှိပ်ရမှာပါမတော်လို့ဆိုရင်ပါဟုတ်ပါဒီထဲလာဟုတ်ဘူး sorry မတိလို့နော်မတိလို့ဒီထဲကိုပါဘယ်လိုလဲအော်တူအយ៉ាងလေးပြောင်းသွားပါလိမ့်မယ်ဒါလေးကိုပဲစတိုက်နေပါဒါလေးကိုပဲစတိုက်နေတူအយ៉ាងပြောင်းသွားလိမ့်မယ်တွေ့လားခဏဒါလေးဆိုလဲလာပါတယ်ရောလေဒါမေးဆိုမလာတခြားအយ៉ាងပြောင်းလိုက်မယ်ဒါလည်းမလာဒါရအောင်စတိုက်နေပါကိုတိုက်တဲ့ပုံစံလေးဒီရှင်ကြည့်လို့ရပါတယ်ဒါလေးဆိုလဲလာရပေါ့နော်ပြီးတော့လေဒီဟာလေးကိုလည်းနှိပ်ရှင်လေးလို့ရပါတယ်မဒါလေးလည်းလာပါတယ်နော်ခုနဟာလေးဆိုလာပါဒါလေးဆိုမစိုးဘူးပါမင်္ဂလာဝတ်ဆောင်လေးဝတ်ချင်ရင်တော့လုပ်လို့ရပါတယ်နော်ဝတ်ချင်မင်္ဂလာတို့တာနဲ့ဒီတို့တမီနဲ့လက်ထပ်ချင်လက်ထပ်လို့ရပါတယ်ဒီလိုမျိုးလေးပြောင်းပြီးတော့လေနောက်ထပ်ဒီလေးကြံတီးပါတယ်ဒါလေးပြောင်းချင်လို့ဒါလေးပဲပြောင်းလိုက်တော့ပါမယ်ပြီးတော့လေအင်ကြီးတွေကိုလည်းပြောင်းလို့ရတယ်အင်ကြီးအယောင်မလိုက်နိပြပါမယ်အင်ကြီးကိုကြိုက်တဲ့အယောင်ပေါ့နော်ကိုကြိုက်တဲ့အင်ကြီးမှာတော့စကားပြောမှာတော့ဒါလေးကိုဆင်လို့ရတယ်ဒါလေးလည်းကိုဆင်လို့ရတယ်ဒါလေးပဲကိုကဒါလေးပဲကြိုက်လို့ဒါလေးပဲလုပ်လိုက်ပါတယ်ဒါလေးပဲကြိုက်လို့ပေါ့နော်ပြီးကြတော့အယောင်ပြောင်းပါမယ်အယောင်ပြောင်းမယ်ပြီးရမလားအယောင်တော့ဒီမင်းဒါလေးကတော့ကိုကြိုက်တာအနီလေးရဲ့ဆိုအနီလေးပဲထားလိုက်တော့ပဲပြီးတော့ဘောင်းမီရကြတော့အမေလေးပဲကြိုက်လို့အမေလေးပဲပြောင်းလိုက်ပါတယ်ပြီးတော့ခုနအတိုင်းပဲပြန်လို့ရမှာပေါ့နော်တော်တမီဝတ်ဆောင်မှာအယောင်ပြောင်းတာဒီလိုမျိုးပဲပြောင်းအောင်ပါဒီအယောင်လေးချွေပါလိုက်မယ်ဒီမှာတွေ့လားအယောင်တော့ပြောင်းလိုက်ဒီလိုမျိုးလည်းဝတ်ဆောင်လို့ရတယ်ကိုကြိုက်တာဝတ်ပေါ့နော်နောက်တော့ထပ်မင်းရောပြောင်းလို့ရတယ်ဒီလိုမျိုးလေးဝတ်ဆောင်လို့ရတယ်ဒီလိုမျိုးလေးဆိုလည်းမစိုးပါဘူးကိုကြိုက်တဲ့ပုံစံမျိုးလုပ်ပါလိ
ဒါလေးဝတ်ရှင်လည်းဝတ်လို့ရပါတယ်ရပြီဆိုတော့နောက်ထပ်အင်ဂျီတစ်မျိုးပြောင်းမယ်နောက်ထပ်အင်ဂျီတစ်မျိုးကကြတော့ထမိန်ပေါ့နော်ထမိန်ကိုပြောင်းပြတော့မှာမျိုးစုံပေါင်းစုံတော့အယောင်လေးလို့ရပါတယ်အယောင်မျိုးစုံကိုလို့ရပါတယ်ပြီးတော့အယောင်တို့ထမိန်နဲ့ทำไมเนี่ยค่ะทำไมเนี่ยค่ะแต่ทำไมเนี่ยทำเขาด้วยมันคือหมดเลยสาบแล้วเดี๋ยวก่อนมันตีลูกก่อนนะทำไมเรียกทารีลงมาหกcao này đó ai giàu à mình lúc béo nghèo tám mươi em chỉ lúc cao này tôi đâm đi lúc lúc ấy tôi đâm đi lúc lúc già mấy béo ai đâm đi xa lắm xa mà già đó này rồi đó tụi mà tôi biết thằng này đi thì thiệt là tôi biết nào chắc con nào luôn mới béo lắm Pian này à má dạ đã luôn này ra tụi bà đi chơi đó lên mẹ bọn nó ai ra nó bao nè tôi ta thì đi nữ sẽ ra thì chàng trai thì lòng nữ bằng là liều bây giờ đấy cha 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 hoa yang này hả liều chạy đạp thì lòng nữ đi chạy thì lòng nữ đi mà solo thì lòng nữ đi làm solo vào nó bẻ mẹ Hoài ăn đi tới trang trai của lùi giá bà đấy chả biết lạ đâu ấy bọn nó lạ mà là thì hoài ăn ta khá mà mình bù bà tự bà nã lệ bà mấy ai thì ăn đâu lưu khả năng này bà tôi bà tự gạt đó lấy bà mày trả lời lại bà đấy alo mẹ bye bye đi chụp biệt rồi chứ chú đồ mà đấy